မင်္ဂလာပါရှင်3မိနစ်မြန်မာ YouTube နဲ့ Facebook Channel ကနေဒီနေ့ရဲ့ထူးခြားတဲ့စစ်ရေးသတင်းသုံးသပ်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုဆိုရင်တော်လှန်ရေးအရှိန်ကတနေ့ထက်တနေ့ပိုပြီးပြင်းထန်လာနေသလိုစစ်ကောင်စီရဲ့နိုင်ငံရေးလှည့်ကွက်တွေကလည်းပိုပြီးဆိုးဝါးလာတာကိုတွေ့ရပါတယ်။အရင်ဆုံးပြည်내နဲ့တိုင်းဒေသကြီးအလိုက်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကိုအကျဉ်းချုပ်တင်ပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့မှာမိုးပြဲလူငယ် PDF အဖွဲ့ဝင်9ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ကရင်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တို့ကမေလ3ရက်နေ့မှာစုံစမ်းစစ်ဆေးဖို့အတည်ပြုပြောကြားခဲ့ပါတယ်။ကရင်ပြည်နယ်ဖာပွန်မြို့နယ်မှာတော့ဧပြီလ1ရက်နေ့ကနေမေလ3ရက်နေ့အတွင်း KNLA တပ်မဟာ9နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပေါင်း9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က60ဦးထက်မနည်းသေဆုံးက35ဦးဒဏ်ရာရခဲ့ပါတယ်။မွန်ပြည်နယ်မူလုံမြို့နယ်မှာလည်းအမှတ်8ပြည်ထောင်စုလမ်းမကြီးပေါ်မှာ RNA အဖွဲ့ကဒရုန်းနဲ့ဘုံသီး2လုံးကျဲချခဲ့လို့စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး3ဦးဒဏ်ရာရခဲ့ပါတယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်ခေါ်ပွေးကျိတ်ကျေးရွာကိုတော့မေလ1ရက်နေ့ကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့လို့ကလေးငယ်6ဦးအပါအဝင်အရက်သား9ဦးသေဆုံးခဲ့ပြီးလူပေါင်း150ကျော်အိန္ဒိယဘက်ကိုထွက်ပြေးခဲ့ရပါတယ်။စကိုင်းတိုင်းဘက်မှာတော့စားလင်းကြီးနဲ့ဟုံမလင်းမြို့နယ်တွေမှာဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းအထောက်ထားပြဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အတွက်ပြည်သူတွေကဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာလည်းကပ္ပစ22ကထွက်လာတဲ့စစ်ကြောင်းကို LDF မဟာမိတ်တွေကမိုင်းဆွဲလို့စစ်ကြောင်းမှု2ဦးအပါအဝင်3ဦးဒဏ်ရာရခဲ့ပါတယ်။မြိုင်မြို့နယ်တရက်ကန်ပြူစောထီရွာမှာလည်းရိတ်ခါကောက်တဲ့စစ်ကောင်စီတပ်ကိုဇာမနီပျောက်ကြားတပ်ဖွဲ့ကတိုက်ခိုက်လို့9ဦးသေဆုံးခဲ့ပါတယ်။စလင်းမြို့နယ်မှာတော့ကျေးရွာ9ရွာကိုစစ်ကောင်စီကမိရှို့ပြီးအရက်သား3ဦးကိုတပ်ဖြတ်ကာကိုရင်တပားအပါအဝင်10ဦးကိုဒဆန်ဖြစ်ဖမ်းဆီးသွားပါတယ်။အထက်မင်းလာမြို့နယ်မှာတော့စစ်ကောင်စီတပ်ကိုနေ့စဉ်ရွှေနှစ်ကျပ်သားပေးပြီးတရားမဝင်ရွှေတူးဖော်မှုတွေရှိနေတယ်လို့သိရပါတယ်။မန္တလေးတိုင်းမြင်းချံနဲ့နွားထိုးကြီးမှာတော့ NGN 35ပူးပေါင်းတပ်ကတိုက်ခိုက်လို့စစ်ကောင်စီဘက်က35ဦးသေဆုံးပြီးတက်ကြက်အောင်လင်းကိုဖမ်းမိခဲ့ပါတယ်။စင်ချောင်းကျေးရွာမှာတော့နေအိမ်56လုံးနဲ့မင်္ဂလာဆောင်မန်းတပ်ကိုစစ်ကောင်စီကမိရှို့လူရက်သွားခဲ့ပါတယ်။နေပြည်တော်ဥတ္တရသီရိမြို့နယ်မှာတော့ဝါတင်လာတဲ့ချပီးကားတိမ်းမှောက်ပြီးလူ16ဦးသေဆုံးခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ခရိုးစစ်ခွဲစိတ်မှုကိုလုပ်ပေးခဲ့တဲ့အိန္ဒိယဆရာဝန်ဒေါက်တာအန်ဘာရာမူရူကန်ကိုလည်းစစ်ကောင်စီကဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ပေးခဲ့ပါတယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာတော့ KNLA တပ်ရင်း9ကတိုက်ခိုက်လို့စစ်ကောင်စီရာရှိ2ဦးအပါအဝင်9ဦးသေဆုံးခဲ့ပါတယ်။နတလင်းမြို့နယ်မှာတော့အင်အား400လောက်ရှိတဲ့စစ်ကြောင်းကြောင့်တက်ကြီးရွယ်အို3ဦးသေဆုံးပြီးအိမ်40ကျော်မီးလောင်ခဲ့ပါတယ်။ရန်ကုန်မှာတော့မင်းအောင်လှိုင်ရောက်နေချိန်မှာတော့ငါတို့သမရဦးဝင်းမြင့်ဆိုတဲ့ဘန်နာတွေကိုရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ကချိတ်ဆွဲဆန္ဒပြခဲ့ကြပါတယ်။ဒါပေမဲ့ရန်ကုန်နဲ့နေပြည်တော်ကလူငယ်တင်တန်းကျောင်းတွေအတွက်အသက်15နှစ်ကနေ19နှစ်အတွင်းရှိတဲ့ကျောင်းသားတွေကိုခေါ်နေလို့မိဘတွေစိုးရိမ်နေကြပါတယ်။တနင်္လာရီတိုင်းမှာတော့9ရက်ဆက်တိုက်ပွဲတွေဖြစ်ပြီးစစ်ကောင်စီကအမျိုးသမီးတဦးကိုပြစ်တက်ခဲ့တယ်လို့မောတောင်မြို့ကိုလေကြောင်းကနေဘုံကျဲလို့နှစ်လသားကလေးငယ်အပါအဝင်ပြည်သူ3ဦးဒဏ်ရာရခဲ့ပါတယ်ဒီဖြစ်စဉ်တွေအပေါ်သုံးသပ်ရရင်စစ်ကောင်စီဟာစကိုင်းမကွေးပဲခူးနဲ့တနင်္သာရီတိုင်းတွေမှာအရက်သားတွေကိုပြစ်မှတ်ထားပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေတာတွေ့ရပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာသူတို့ရဲ့စစ်ရေးအရအကြက်တဲကိုအရက်သားတွေအပေါ်ပုံချနေတာပါပဲ။စစ်ကောင်စီဟာနိုင်ငံရေးအရလှည့်စားမှုတွေကိုလည်းဗျူဟာမြောက်သုံးလာပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပေါ်ဖြေလျှော့မှုတွေဟာအာဆီယံနဲ့တရုတ်ရဲ့ဖိအားကိုလျှော့ချဖို့နဲ့တော်လှန်ရေးအင်အားစုတွေအကြားသွေးခွဲဖို့ကြိုးပမ်းတာပါ။အမေရိကန်မှာလည်းရောဂျာစတုန်းလိုလော်ဘီတွေကိုငှားပြီးသူတို့ရဲ့တရားဝင်မှုကိုရှာနေတယ်လို့လူငယ်တင်တန်းကျောင်းတွေကနေစစ်အင်အားဖြည့်တင်းဖို့စ조사နေတာပါ။ဒါကြောင့်တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်အကြံပြုလိုတာကတော့ຫນွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက်စစ်ကောင်စီရဲ့နိုင်ငံရေးလှည့်ကွက်တွေကိုသတိပြုရပါမယ်။သူတို့ရဲ့ဟန်ပြဖြေလျှော့မှုတွေကိုနိုင်ငံရေးအရာအမျက်ထုတ်မခံရဖို့နဲ့ခေါင်းဆောင်တွေဟာတစခံတွေသာဖြစ်ကြောင်းကဘာကိုပိုသိအောင်လုပ်ရပါမယ်။ပြည်ပရောက်မြန်မာတွေကလည်းစစ်ကောင်စီရဲ့လော်ဘီတွေကိုတံပြန်နိုင်ဖို့အမေရိကန်အစိုးရကိုပိုပြီးဖိအားပေးရပါမယ်။စစ်ရေးအရလည်းမိုးပြဲဖြစ်စဉ်လိုမျိုးအဖွဲ့အချင်းချင်းပြိပခတွေကိုအမြန်ဆုံးဖြေရှင်းပြီးစုစည်းညီညွတ်ရပါမယ်။ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း SCEF လိုမူပေါင်းတွေကိုခိုင်မာအောင်လုပ်ပြီး AUG နဲ့တိုင်းရင်းသားအဖွဲ့တွေအကြားလက်တွေ့ကျတဲ့သဘောတူညီချက်တွေဖော်ဆောင်ရပါမယ်။စကိုင်းဖက်ဒရယ်ယူနစ်လိုမျိုးအရက်သားအုပ်ချုပ်ရေးရန်ရာတွေကိုအခြားဒေသတွေမှာလည်းကြဲကြဲပြန့်ပြန့်လှုပ်ဆောင်သွားကြဖို့အကြံပြုလိုပါတယ်။ဟုတ်ကဲ့ဒီနေ့ရဲ့စစ်ရေးသတင်းသုံးသပ်ချက်ကတော့ဒီလောက်ပါပဲ။
တော်လှန်ရေးကိုအားပေးတဲ့မိဘပြည်သူများအနေနဲ့အခုလိုစစ်ရေးသတင်းသုံးသပ်ချက်တွေကိုလူများများသိအောင်များများ share ပေးကြဖို့တိုက်တွန်းလိုပါတယ်။ကျမတို့ရဲ့ channel ကိုလည်း follow လုပ်ပြီး like ပေးထားကြပါဦး။အားလုံးပဲဘေးကင်းကြပါစေ။အရေးတော်ပုံအောင်ရမည်